Manchester United ရဲ့ကစားသမားတဲ့မတီးရဲ့ကွန်ညာဆိုတာကဘယ်လိုကစားသမားမျိုးလဲအားလုံးပဲမင်္ဂလာပါ Yes Sport TV ကနေပြီးတော့မှပြန်လည်ကြိုဆိုလိုက်ပါတယ်ဆိုတော့မတီးရဲ့ကွန်ညာဆိုတဲ့နာမည်ကတော့ဒီရပိုင်းဒါ Man U fan တွေရဲ့ကြားထဲမှာတော်ဝဲလေပါပဲလူချင်းလဲသဘောတူညီမှုရပြီးသွားပြီဖြစ်တယ်လို့စာချုပ်ဖြစ်သိမ်းကြီးကလည်းဒါပေါင်တန်း60ကျော်80နီးပါးလောက်ပေးပြီးတော့ခေါ်มาဖြစ်တဲ့အတွက်ကြောင့်မလို့တေချာတလောက်တော့ရှိနေပြီကွန်ညာဆိုတာက3421ကစားကွက်ရဲ့2နေရာကကစားသမားပါနံပါတ်9မကြတန်းမကြကစားပုံကြောင့် 9.5 လို့ခေါ်လို့ရတဲ့နေရာကကစားသမားမျိုးဖြစ်ပါတယ်အမိုရင်ရဲ့ကစားကွက်မှာဆိုလို့ရှိရင် narrow တန်းနေရာမှာကစားမှာဖြစ်ပါတယ် versatility မြင့်တဲ့အတွက်ကြောင့်မလို့ narrow တန်းရောနံပါတ်9ရောအထောင်အနေနဲ့ရောကစားလို့ရမှာပါဒါဥပမာအနေနဲ့ပြရမယ်ဆိုလို့ရှိရင်ဒါဇာဘီဆိုင်မွန်တို့လိုကစားသမားမျိုးတွေပေါ့ဒါ progressive run တွေ carry တွေတက်ရက်ပြီးတော့ဒါအခုချိန်ထိ Premier League ရဲ့အကောင်းဆုံး progressive carrier တွေတဲကတယောက်လို့ပြောလို့ရတယ်ဒါ Wolverhampton အသင်းအတွက်ဆိုလို့ရှိရင်လည်းပြီးခဲ့တဲ့ရာသီမှာဒါ15ဂိုးကျော်သွင်းယူပေးထားနိုင်ခဲ့တယ်ကိုညာဆော့တဲ့ narrow တန်းပုံစံမျိုးကဒါ Manchester United မှာမရှိသေးပါဘူး United မှာ3421က2နေရာမှာကစားနေတဲ့သူတွေကပြောမယ်ဆိုလို့ရှိရင်ဒါမရှိ3နေရတာဖြစ်ပါတယ်ဆိုတော့ Garnacho ဆိုလို့ရှိရင်လည်းဒါသူ့ရဲ့နေရာမှန်မဟုတ်ဘဲနဲ့ဒါ white field မှာကစားရတာကိုပို့ပြီးတော့သဘောကျတဲ့သူဖြစ်တယ်နည်းနည်းအံဝင်လာတဲ့ဒါဇက်ဇီးကလည်းဒါရာသီနှောင်းပိုင်းပွဲစဉ်တချို့မှာဒဏ်ရာရသွားခဲ့ပါတယ်ကိုညာရဲ့ injury record ကလည်းအဆင်ပြေပြီးတော့ပုံမှန်ပွဲထွက်ခွင့်အတွက်တကယ်ကိုကစားနိုင်လိမ့်မယ်လို့မျှော်လင့်လို့ရပါတယ်ဆိုတော့ Manchester United နဲ့အဆင်ပြေမပြေဘူးဆိုတာကတော့ဒါကျွန်တော်တို့ဆက်လက်စောင့်ကြည့်ရမှာပဲကိုညာနဲ့ပတ်သက်ပြီးပြဿနာတစ်ခုတော့ရှိရဗျဒါ attitude problem နဲ့ဒီဥရောပအတွေ့အကြုံပါပဲ social media မှာပွဲရှာတာတွေလူစိတ်ဝင်စားခံရအောင်နေတာမျိုးတွေကြောင့်နည်းနည်းလေးတော့အဆဲဆူခံရတတ်တယ်ဒါပေမဲ့ဒါကလည်းအရန်ကြီးဆိုးရွားနေတဲ့အရာတစ်ခုတော့မဟုတ်ဘူးဘရာဇီးသားတွေကတော့သူတို့ရဲ့ထုံးစံတိုင်းပဲပျော်ပါမှတ်တာတွေပွဲလန်းသပင်ပါတီတွေကိုကြက်နှစ်သက်တာမျိုးတွေကတော့ရှိတတ်တယ်ပေါ့နော်မသိရဲ့ကွန်ညာဆိုတာက Atletico Madrid မှာတွေကဒါ Manchester United နဲ့တင်ထွက်ခဲ့တဲ့ကစားသမားတစ်ယောက်ဖြစ်တယ်ခုမှရောက်လာတာဖြစ်တဲ့အတွက်ကြောင့်မလို့ Manchester United ပြည်သက်တွေကဒါကာလာရှီဂျာစောင့်မျှော်ခဲ့ရတဲ့ကစားသမားတစ်ယောက်လို့ပြောလို့ရတယ်ဆိုတော့ဈေးကွက်ထဲမှာရှိတဲ့အထက်မှာအကောင်းဆုံးလို့ထင်ရတဲ့ option ကိုခေါ်တာဖြစ်တဲ့အတွက်ကြောင့်မလို့အဆင်ပြေမယ်လို့မျှော်လင့်ရင်းနဲ့ကျွန်တော်တို့အတူတူဆက်လက်ပြီးတော့စောင့်ကြည့်ကြတာပေါ့ဗျာဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ရှုပေးခဲ့တဲ့အရောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ဘလုံးလောကနဲ့ဆက်ဆက်နေတဲ့အကြောင်းအရာကောင်းပေါင်းများစွာကိုတင်ဆက်ပေးသွားအောင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ Yes Sport TV page ကို like and follow လုပ်ပြီးတော့ YouTube မှာလည်း channel ကို subscribe လုပ်ပေးကြဖို့မမေ့ပါနဲ့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်